ခွေးမျိုးစိတ်တွေတဲကမှ IQ မြင့်ဆုံးကိုပိုင်ဆိုင်ထားကြတဲ့ခွေးမျိုးစိတ်10မျိုးမင်္ဂလာပါThe Barmy Store ကနေပြန်လည်ကြိုဆိုလိုက်ပါရီကမ္ဘာပေါ်မှာခွေးမျိုးစိတ်ပေါင်း360ကျော်ရှိပါရီအဲ့ဒီထဲကမှတချို့ခွေးမျိုးစိတ်တွေကကျွန်တော်လူသားတွေလောက်ထိကိုမှအမြင့်ဆုံး IQ တွေကိုပိုင်ဆိုင်ထားကြပါရီဒီဗီဒီယိုမှာတော့ကမ္ဘာပေါ်ကခွေးမျိုးစိတ်တွေတဲကမှ IQ မြင့်မားဆုံးကိုပိုင်ဆိုင်ထားကြတဲ့ခွေးမျိုးစိတ်10မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပါရီနံပါတ်10 Australian Cat Dog Australia Cat ခွေးတွေကတော့မူလက Australia နိုင်ငံကနေပေါက်ဖွာလာကြပြီးတော့ညင်မြင့်မားတဲ့ခွေးမျိုးစိတ်တွေပဲဖြစ်ကြပါရီသူတို့ရဲ့ညင်မြင့်မားမှုတွေကြောင့်မလို့ပဲလေယာရီမှာတူနွားစိတ်ထိန်ချောင်းတဲ့နေရာတွေမှာတုံးပြကြပါရီသူတို့ကအမြဲတမ်းလို့ကိုတက်ကြွနေတက်ကြပြီးတော့သူတို့တွေလက်ပေးလက်ကင်ဆိုတာကလည်းထမင်းစားရည်သားလောက်တာရှိပါရီအခြားသောစကေးသစ်များကိုလည်းအချိန်တိုအတွင်းနဲ့တင်ယူနိုင်တဲ့စွမ်းရည်ကိုလည်းပိုင်ဆိုင်ထားကြပါရခင်ဗျာနံပါတ်9 Rottweiler Rottweiler တွေကတော့ကြောက်စရာကောင်းတဲ့ခွေးမျိုးစိတ်တွေတဲကမှတခုပါဝင်ဖြစ်ကြပေမဲ့သူတို့ရဲ့ IQ ကိုတော့ short တွက်ထားလို့မရပါဘူးတင်ကတော့သူတို့ကိုတေချာလေးလေ့ကျင့်ပေးဖို့လုပ်ပြီးတော့တင်ရဲ့အိမ်လုံးချုံမှုတွေစိတ်ပူစရာတော့မလိုတော့ပါဘူးဘာလို့လဲဆိုရင်တော့ Rottweiler တွေကအကောင်ကြီးသလောက်ညံရီကလည်းမြင်မာတဲ့ခွေးမျိုးစိတ်တွေပဲဖြစ်ပါရီ Rottweiler ခွေးတွေကသူတို့တခင်ပြောတဲ့အမိန့်ကိုတိကျစွာနားခံတက်ပြီးတော့တာဝန်ယူမှုပိုင်းမှာကလည်းအမြင့်ဆုံးကိုပေးနိုင်စွမ်းရှိကြပါရီနံပါတ်10 Papillonနေရွယ်မွေးရှိရှိလေးနဲ့အင်ပတန်ကိုမှချစ်စရာကောင်းတဲ့ Papillon ခွေးမျိုးစိတ်တွေကဥရောပနိုင်ငံဘက်ကနေပေါက်ဖွာလာတဲ့ခွေးမျိုးစိတ်တွေပဲဖြစ်ကြပါရီအရင်ခေတ်ကတော့ဥရောပဘီယန်မတွေရဲ့အချစ်တော်တွေလည်းဖြစ်ကြပါရီသူတို့ရဲ့ညင်ထက်မြက်မှုနဲ့တင်ယူလေးလာနိုင်စွမ်းမြင့်မားမှုတွေကြောင့်ဒီခွေးတွေကိုစိတ်ပိစည်းမှုတွေစိတ်သက်ယောဂသမားတွေအတွက်အဖော်မကောင်းလေးတွေလည်းဖြစ်ကြပါရီအကြောင်းကတော့တင်ပြောသလိုကိုလိုက်လုံနိုင်ကြတာဖြစ်ပြီးတော့တင်းရဲ့နားမှာလည်းပျော်ရွှင်မှုကိုဖန်တီးပေးနိုင်လို့ပဲဖြစ်ပါရီနံပါတ်9 Labrador Retriever Labrador Retriever ခွေးတွေကလူကြိုက်အများဆုံးခွေးလေးတွေဖြစ်ကြပြီးတော့ညင်မြင့်ဆုံးခွေးမျိုးစိတ်လေးတွေလည်းဖြစ်ကြပါရီသူတို့ကတော့ဖြူမဲနဲ့ချောကလက်ရောင်3မျိုးရှိကြပြီးတော့အမြဲလိုတွက်လက်နေတတ်ကြတာလည်းဖြစ်ပါရီသူတို့ရဲ့ညင်မြင့်မားမှုတွေကြောင့်မလို့လုံခြုံရေးခွေးကေနိုင်ကေစေးခွေးတွေဖြစ်ကုန်မှာအသုံးပြုကြတာလည်းဖြစ်ပါရီနံပါတ်6 Sheep Lamb Sheepdog Sheep Lamb Sheepdog ခွေးလေးတွေကမူလကတော့ Scotland ကနေပေါက်ဖွာလာကြပြီးတော့သူတို့ရဲ့နာမည်တိုင်းတိုးကြောင်းတဲ့နေရာမှာအသုံးပြုကြပါရီဒီခွေးလေးတွေကဆိုရင်လည်းဘေးရာကိုမစိုးအချိန်တိုအတွင်းနဲ့တင်လွယ်တက်လည်နိုင်ပါရီနံပါတ်5 Doberman Pinscher Doberman ခွေးတွေကတော့ဆောင်းခွေးဖြစ်တာအများစုကမွေးထားကြပြီးတော့တင်းအိမ်နဲ့မိသားစုအတွက်လုံခြုံအောင်ကာကွယ်ပေးနိုင်တဲ့ခွေးလေးတွေလည်းဖြစ်ပါရီသူတို့ရုံနဲ့လိုက်ဖက်အောင်ကမှမန်ကန်တီးကြတဲ့အမိန့်တွေကိုလေးမြန်စွာနဲ့နားလည်နိုင်ကြပြီးတော့မိသားစုပေါ်မှာလည်းအင်မတန်ကိုမှတစ္ဆာရှိတဲ့ခွေးလေးတွေလည်းဖြစ်ပါရီနံပါတ်4 German Shepherd German Shepherd လို့ပြောလိုက်တာနဲ့သူတို့ရဲ့ညံရီထက်မှုတွေကပြောစရာတော့မလိုတော့တဲ့အထိပါပဲသူတို့ရဲ့ညံရီထက်မြက်မှုတွေဒါမှကအလုံးကမားသစ္စာရှိမှုတွေကြောင့်မလို့လုံခြုံရေးခွေးစစ်သားတွေနဲ့ခိနိုင်ခွေးတွေဖြစ်လွယ်ကူစွာနဲ့အသုံးပြုကြတာလည်းဖြစ်ပါရီနံပါတ်3 Poodle Poodle ခွေးလေးတွေရဲ့ညံရီထက်မြက်မှုကတော့ဂိမ်းကနန်းပေါင်းတွေကိုတော့မှတွက်ချက်နိုင်ကြပါရီသူတို့ရဲ့ညံရီထက်မြက်မှုတွေကြောင့်မလို့ပဲအိမ်မွေးခွေးလေးတွေဖြစ်မွေးမြူရတာကရန်ကုန်မှာလွယ်ကူစေပါရီတခါတလေမှာလူတွေနဲ့လမ်းလျှောက်တွားတတ်တယ်လို့ပဲခြေထောက်နှစ်ဖက်နဲ့လမ်းတောင်လျှောက်နိုင်ကြပါရီနံပါတ်1 Golden Retriever Golden Retriever ခွေးလေးတွေကကမ္ဘာပေါ်မှာနံပါတ်1လူကြိုက်အများဆုံးခွေးလေးတွေလည်းဖြစ်ပါရီသူတို့ကမွေးလာကလေးကနေရုပ်ထွက်လာပြီးတော့ကြီးလာရင်လည်းပိုးလို့တောင်ချစ်စရာကောင်းပါရီသူတို့ရဲ့ညင်ထက်မြက်မှုတွေကြောင့်မလို့မျက်မမြင်လမ်းပြခွေးလေးတွေဖြစ်ကုန်မှအသုံးပြုကြပါရီနံပါတ်1 Border Collie Border Collie တွေလောက်ညင်ထက်မြက်တာ Border Collie ခွေးတွေပဲရှိကြပါရီလူတွေပြောစကားကိုအကုန်နားလေကြပြီးတော့အချိန်တိုအတွင်းနဲ့တင်လဲတွက်လဲကြပါရီBorder Collie ခွေးတွေကသူ့အုပ်စုကြီးတစ်စုလုံးကိုတော့မှလိုကူညီမလို့ဘဲနဲ့လွယ်လင်းတကူကိုထိန်းချောင်းနိုင်ကြပါရီသူတို့ကတော့အမြဲလိုတွက်လက်ကြပြီးတော့အားကစားလေအလုံးကုန်မှလိုက်စားကြပါရီဟုတ်ကဲ့ပါကျွန်တော်အခုပြောပြပြီးသွားခဲ့တာကတော့ကမ္ဘာမှာ IQ မြင့်မားဆုံးခွေးမျိုးစိတ်10မျိုးပဲဖြစ်ပါရခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ